သမ္မတဒေါ်နယ်ထရမ့်နဲ့သူ့ရဲ့မီဒီယာကုမ္ပဏီတို့ဟာ Truth Social လူမှုကွန်ရက် post တွေကိုအစောဆုံးကြည့်ရှုခွင့်ရစေဖို့တစ်လကိုဒေါ်လာ1 သိန်းအထိကောက်ခံမဲ့ဝန်ဆောင်မှုအစီအစဉ်ကြောင့် Federal တရားရုံးမှာတရားစွဲခံထားရပါတယ်။ Trump Media and Technology Group က Truth API လို့အမည်ပေးထားတဲ့ဒီစနစ်ကိုစတင်လိုက်တာဖြစ်ပြီး Wall Street ယင်းနှိမ့်မြုပ်နှံမှုအဖွဲ့အစည်းတွေထံအချက်အလက်တွေကိုမီလီစက္ကန့်ပိုင်းအတွင်းကြိုတင်သိရှိနိုင်ရေးအတွက်တစ်လကိုဒေါ်လာ6,000ကနေ1 သိန်းအထိကောက်ခံနေတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့သတင်းလွတ်လပ်ခွင့်အဖွဲ့အစည်းတွေကနယူးယောက်မြို့မန်ဟတ်တန်ဖက်ဒရယ်တရားရုံးမှာတရားစွဲဆိုလိုက်ကြတာပါ။တရားစွဲဆိုသူတွေဘက်ကတော့သမ္မတထရမ့်ဟာအများပြည်သူဆိုင်ရာထုတ်ပြန်ချက်တွေကိုနိုင်ငံသားတိုင်းအချိန်ကိုက်တန်းတူကြည့်ရှုခွင့်ရတင်ကြောင်းနဲ့သမ္မတရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့လူမှုကွန်ရက်စာမျက်နှာကိုစီးပွားရေးလှုပ်ရှားခြင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီပဲအကျင့်ပြတ်ခြစားမှုသာဖြစ်ကြောင်းဆွဆွဲထားပါတယ်။သမ္မတထရမ့်ရဲ့ post တွေဟာကမ္ဘာစီးပွားရေးနဲ့ stock ဈေးကွက်တွေအပေါ်ရိုက်ခတ်မှုရှိတာကြောင့်အခုလိုငွေကြေးပေးနိုင်သူတွေကိုကြိုတင်ကြည့်ရှုခွင့်ပြုခြင်းဟာမတရားသတင်းအချက်အလက်ရယူအမြတ်ထုတ်မှုကိုဖြစ်ပေါ်စေကြောင်းပြင်းထန်စွာဝေဖန်နေကြတာပါ။ဒါပေမဲ့ Trump Media ဘက်ကတော့အခုစနစ်ဟာအချက်အလက်ပေးပို့မှုကိုမြန်ဆန်အောင်ပြုလုပ်ပေးခြင်းသာဖြစ်ပြီးတရားစွဲဆိုမှုတွေဟာလက်ဝဲရင်းအဖွဲ့အစည်းတွေရဲ့နောက်ဆက်မှုသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။အားလုံးကိုတပြေးညီထုတ်ပြန်တာနဲ့ဒေါ်လာသိန်းချီပေးထားသူတွေကိုသတင်းအချက်အလက်ကြိုတင်သိရှိခွင့်ပေးတာကဘယ်လိုသတင်းအချက်အလက်မြန်ဆန်စေတယ်ဆိုတာကိုတော့ Truth Social Media ဘက်ကအသေးစိတ်ရှင်းပြထားခြင်းမရှိပါဘူး။ Trump Media ကုမ္ပဏီဘက်ကအသေးစိတ်ရှင်းပြထားခြင်းမရှိပါဘူး။ဒါအပြင် Democrat လွှတ်တော်အမတ်တွေကလည်း Stock Exchange Commission SEC ကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုထားကြပြီးအစိုးရအရာရှိတွေနဲ့လူမှုကွန်ရက်တွေကအချက်အလက်တွေရောင်းချတာတွေကိုပိတ်ပင်တဲ့ဥပဒေကြမ်းကိုပါတင်သွင်းထားကြပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ